ကိုကိုရေကိုကိုလေဦးရီတီရီရလေမမပွိုင်းလို့ပြောပေးရမပွိုင်းပါဘူးမပွိုင်းပါဘူးဘသူပြောရတယ်သူပြောရတယ်သူပြောရတယ်ကိုကိုကိုမမပွိုင်းလို့ဘသူပြောရတယ်ဘသူပြောရတယ်ကျမကိုကိုမမပွိုင်းလို့ဘသူပြောရတယ်နာနာကျမဘသူပြောရတယ်ကို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 မမပွိုင်းလို့ဘသူပြောရတယ်မပတောင်းပဲပါလို့ပြောရတယ်မကြိုက်ဘူးမကြိုက်ဘူးမမပွိုင်းလို့မခေါ်နဲ့မပွိုင်းမခေါ်နဲ့ပြောတာပပလည်းချစ်တယ်မမလည်းချစ်တယ်ပပလည်းချစ်တယ်မမလည်းချစ်တယ်မမကိုပဲချစ်တာမဟုတ်ဘူးမကိုမချစ်တာမဟုတ်ဘူးနောက်ခါအဲ့လိုမခေါ်နဲ့နောက်ကတော့မခေါ်နဲ့စိတ်ဆိုးရဲ့စိတ်ဆိုးရဲ့နော်ကိုကို no လေလေအေးကိုမမပွိုင်းလို့လာပြောနေကြတာကိုပါပြပြောနေရမဟုတ်ပါဘူးဆိုမဟုတ်ပါဘူးလို့နောက်ခါလုံးပြောနဲ့အယုံမပြောနဲ့ဒါပဲဒါပဲမမသားလေးရေမမသားကိုပြောစရာစကား၃ခုရှိတယ်မမစုတောင်း၃ခုရှိတယ်ဒီလားပထမတစ်ခုကမမသားလေးကကျဉ်ကျပ်မမနဲ့လူအကျိုးသာသနာအကျိုးတဲဖို့ဆောင်ရွက်တဲ့တာလေးဖြစ်စီခြင်းနဲ့ဒုတိယစုတောင်းကမမသားလေးကမိုးရစေဝါမဆွဲဖက်နဲ့သူများသားမရမပြစ်မှာဖို့မမကစုတောင်းတယ်ဒီလားဟုတ်ကဲ့တတိယတစ်ခုကမမသားလေးကအိမ်အောင်နေပါရေးကြားလို့ရှိရင်ဟုတ်ကဲ့လင်းကောင်းဖြစ်ဖို့နဲ့ကဲ့ဖခင်ကောင်းဖြစ်ဖို့မမဆူတောင်းနေနော်ဟုတ်ကဲ့ဒီလားမမသားလေးဒါအတိဆူတောင်း၃ခုပြည့်လို့ရှိရင်မမရဲ့ဟုတ်ကဲ့မမရဲ့သားလေးကတာကောင်းယတနာလေးဖြစ်တယ်လို့ဟုတ်ကဲ့မဟာလေမမသားလေးရဲ့မိခင်ကောင်းတရားဖြစ်သွားပြီဟုတ်ကဲ့နော်မမကလေမမသားလေးကိုမမသားလေးဟာမမရဲ့အိုစာမြင်းစာလေးပါဆိုပြီးတော့မမကဖိအားမပေးဘူးနော်ဟုတ်ကဲ့အတိဆူတောင်းလေး၃ခုပြင်ရင်မမကခြေနှပ်ပြီကဲ့နော်ကဲ့ချစ်တယ်နော်ဦးနေနော်မမလားမမဦးနေနော်မဦးနေမနဲ့ဟိုပါဘူးမမတောက်ပြောပြတာနော်မဦးနေဦးကြီးရတဲ့အိမ်မရှိရမရှိတယ်ဟုတ်ပြောတယ်အိမ်မရှိရမရှိတယ်အိမ်မှာဆရာမကြီးရှိရဲ့对တော့爸ဆူလိုက်တဲ့တော့ဆူလိုက်ဘာဆူလိုက်တောက်ဆူလိုက်နဲ့ခဏဆူလုံးပါပဲဆူစားရှိလို့ဆူတာ哦爸ပဲဆူလိုက်တော့သူများတားတယ်ဘာသူများတားလားမမတားတယ်ချချကဘာလို့တားဆိုရင်မမတားရဲ့မတားရဲ့ချချကမမတားဘာဘာလို့တားတော့သူများတားအေးအဲ့ဆိုရင်ဘာလို့ဆူရမှာဘာပဲဆူလိုက်တော့ဥပဒေဆိုင်သူများတားကိုပဲဆူရမှာပေါ့ဟုတ်တယ်အမေမွေးထားတဲ့ဒီတားကိုမဆူရဘူးပေါ့ဆူတော့နော်လေဆူစရာလောက်တော့ဆူရမှာပဲသူများတားနေနေငါတားနေနေ no